မေရိကန်ကထရန့်ထောက်ခံတဲ့သူတွေကြားမှာအရန်ကိုရေပန်းစားနေတဲ့ဟန်ဂေရီနိုင်ငံရဲ့အုပ်ချုပ်ရေးရန်ရာမကြခင်မှာအာဏာလက်လွတ်ရတော့မယ့်အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ဒါဟာဘာကြောင့်တစ်ကမ္ဘာလုံးအတွက်အရေးပါနေရတာလဲ။နိုင်ငံငယ်လေးဖြစ်ပေမဲ့တစ်ကမ္ဘာလုံးကစောင့်ကြည့်နေရတဲ့ဟန်ဂေရီနိုင်ငံအကြောင်းကိုဒီနေ့ဗီဒီယိုမှာပြသချင်ပါတယ်။ဟန်ဂေရီနိုင်ငံဟာဘယ်လ်ဂျီယံနိုင်ငံထက်လူဦးရေနည်းသလိုသူ့ရဲ့စီးပွားရေးအင်အား GDP ကလည်းဥရောပသမဂ္ဂတစ်ခုလုံးရဲ့1%တော့မရှိပါဘူးဒါပေမဲ့ဒီနိုင်ငံဟာကမ္ဘာမှာအရေးပါနေပါတယ်အဓိကအကြောင်းကတော့ဗစ်တာအော်ဘန်လို့ဆိုတဲ့လူတစ်ယောက်ကြောင့်ဖြစ်ပါတယ်သူကဒီမိုကရေစီနည်းကျရွေးကောက်ခံထားရတဲ့ခေါင်းဆောင်တစ်ယောက်ကနေဒီမိုကရေစီရန်ရာနဲ့တရားဥပဒေစိုးမိုးရေးတွေကိုဘလို့နည်းနဲ့အကွက်ကြကြဖျက်ဆီးပစ်လို့ရတယ်လဲဆိုတဲ့ပုံစံကွက်တစ်ခုကိုပြသခဲ့တဲ့သူဖြစ်ပါတယ်အမေရိကန်ကထရန့်ထောက်ခံတဲ့သူတွေနဲ့တခြားသောအမျိုးသားရေးဝါဒီတွေအတွက်တော့အော်ဘန်ဟာအတူယူစရာပုံစံကောင်းတစ်ခုဖြစ်နေပါတယ်သူတို့မြန်မာတော့သူဟာ vote လို့ခေါ်တဲ့ liberal အယူဆတွေကိုနှိမ်နင်းတဲ့သူနေဆက်ကိုကာကွယ်တဲ့သူရိုးရာယဉ်ကျေးမှုနဲ့ခရစ်ယာန်ဘာသာကိုစောင့်ရှောက်တဲ့သူဆိုပြီးတော့လက်ခံထားကြပါတယ်ဒေါ်နယ်ထရန့်ကတော့သူ့ကိုချီးကျူးခဲ့တယ်လို့စတီဗ်ဘန်နွန်ကလည်းသူ့ကိုကမ္ဘာအကြီးမြတ်ဆုံးကုကျင်တရားခေါင်းဆောင်တဦးလိုတော့မှပဲတင်စားခဲ့ပါတယ်ဒါပေမဲ့ဟန်ဂေရီနိုင်ငံသားတွေတော်တော်သူ့အဆိုအရကလူကြိုက်မများတော့ပါဘူးလူအများစုကတော့သူ့အဆိုအရကိုဖိနှိပ်ချုပ်ချယ်တဲ့သူအကတိလိုက်စားတဲ့သူတွေဖြစ်မြင်နေကြပြီးတော့ယာဒုကနေဖယ်ရှားဖို့အချိန်တန်ပြီလို့ယူဆနေကြပါတယ်။ဒါမဲ့ဧပြီလ12ရက်နေ့ရွေးကောက်ပွဲဟာမဲဆန္ဒရှင်တွေအတွက်တော့အဲ့ဒီအခွင့်အရေးကိုအသုံးချနိုင်မယ့်အချိန်ကောင်းပါပဲ။2010ပြည့်နှစ်မှာအာဏာရလာကြတဲ့ကဗစ်တာအော်ဘန်ဟာနိုင်ငံရဲ့အပြန်အလှန်ထိန်းကျောင်းမှုရန်ရာတွေကိုတဆင့်ချင်းစီဖျက်သိမ်းခဲ့ပါတယ်။တရားစီရင်ရေးမှန်တိုင်းကိုအစွမ်းမဲ့အောင်လုပ်တယ်။အစိုးရဌာနတွေကိုသူ့လူယုံနေနဲ့အစားထိုးတယ်။နောက်ဆုံးမှာတော့လွတ်လပ်တဲ့အဖွဲ့အစည်းအားလုံးနှိပါကိုသူ့လက်အောက်ရောက်အောင်သိမ်းသွင်းခဲ့ပါတယ်။ထူးခြားတာကသူလို့သမျှခြေလမ်းတိုင်းဟာများသောအားဖြင့်ဥပဒေနဲ့အညီဖြစ်နေတတ်ပြီးတော့တခြားဒီမိုကရေစီနိုင်ငံတွေမှာလည်းအဆင့်အလာရှိခဲ့မှုတွေလုပ်ရည်တည်ဖြစ်နေတာပါပဲဒါပေမဲ့ဒီအချက်တွေကိုစုပေါင်းလိုက်တဲ့အခါမှာတော့အာဏာအားလုံးဟာသူ့ရဲ့လူနည်းစုအတိုင်းအဝိုင်းလက်ထက်ကိုရောက်သွားပြီးတော့ကြီးမားတဲ့အကတိလိုက်စားမှုတွေအတွက်လမ်းဖွင့်ပေးလိုက်သလိုဖြစ်သွားပါတယ်ရှာလက်အနေနဲ့ကတော့ဒီနေ့ခေတ်မှာဟန်ဂေရီယာဥရောပသမဂ္ဂထဲမှာလွတ်လပ်မှုအနည်းဆုံးနဲ့အကတိလိုက်စားသောနိုင်ငံဖြစ်နေပါပြီအဲ့ဒါအပြင်အော်ဘန်ဟာရုရှားသမ္မတပူတင်နဲ့လည်းအရင်အဆုံးခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်ရုရှားရဲ့စွမ်းအင်တန်ငွေနဲ့ရေနံကိုအာကိုအားပြုနေရပြီးတော့ယူကရိန်းကို EU ကနေပြီးတော့ငွေကြေးထောက်ပံ့မဲ့အစီအစဉ်တွေကိုဟန်တားတာမျိုးတွေရုရှားအပေါ်ပိတ်ဆို့အရေးယူမှုတွေကိုရှော့ပေါ့ပေးဖို့ကြိုးစားတာမျိုးတွေလုပ်လေလုပ်ထားရှိပါတယ်အခုဆိုလို့ရှိရင်ဥရောပခေါင်းဆောင်တွေကြားမှာဟန်ဂေရီအရာရှိတွေရှေ့မှာပြောသမျှစကားတိုင်းကခရမလင်ရုရှားအစိုးရစီကိုတိုက်ရိုက်ရောက်သွားမယ်လို့တော့မှပဲသတ်မှတ်ထားကြပါတယ်ပူတင်ကလည်းဒါကိုအရင်ကျေးဇူးတင်နေပုံရပါတယ်ရုရှားရဲ့သတင်းမှဖြန့်ဝေတဲ့ရန်ရာတွေကိုတုံးပြီးတော့ဟန်ဂေရီအတိုက်ခံတွေကိုနာမည်ဖျက်ဖို့အတွက်အားတက်တင်ရောကိုကြီးပေးနေပါတယ်ဒါပေမဲ့ဒီခုရှိတာကဒီရွေးကောက်ပွဲဟာတရားမျှတတဲ့ပွဲတော့မဟုတ်ပါဘူးမီဒီယာတော်တော်များများကိုအစိုးရနဲ့အော်ဘန်ရဲ့လူယုံတွေကပဲချုပ်ကင်ထားတာပါမဲဆန္ဒရှင်တွေကိုလည်းအတိုက်ခံတွေနိုင်လို့ရှိရင်ဟန်ဂေရီလူမျိုးတွေယူကရိန်းစစ်ပွဲမှာတွားပြီးတော့တေးရလိမ့်မယ်ဆိုပြီးတော့မှပဲသတင်းမှားတွေနဲ့မြေနှမ်းချင်းချောင်းနေပါတယ်ပြီးလို့ရှိရင်မဲပေးတဲ့စနစ်ကိုယ်တိုင်ကလည်းအာဏာရဖီဒက်စ်ပါတီအတာရအောင်ပြင်ဆင်ထားတာဖြစ်ပါတယ်အဲ့ဒါတောင်မှလူလူရဲ့သဘောထားစစ်တမ်းတွေအရအတိုက်ခံတွေကတိတိတတ်တာအတာစီရနေပါတယ်တချို့စစ်တမ်းတွေမှာဆိုလို့ရှိရင်လွတ်တော်မှာအပြတ်အသက်အနိုင်ရလိမ့်မယ်လို့တော့မှပဲခံမှန်းနေကြတာပါစစ်တမ်းတွေကမှားကျယ်မှားနိုင်ပေမဲ့ဒါဟာလွန်ခဲ့တဲ့16နှစ်အတွင်းအော်ဘန်ကိုယာဒုကနေဖယ်ရှားဖို့ဟန်ဂေရီအတွက်အကောင်းဆုံးအခွင့်အရေးပါပဲတကယ်လို့အတိုက်ခံတွေနိုင်သွားမယ်ဆိုလို့ရှိရင်တော့ကမ္ဘာတစ်ဝန်းက liberal ဝါဒီတွေအနေနဲ့သူတို့ဘလို့အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်ဆိုတာကိုတည်တည်ချာချာလေ့လာသင့်ပါတယ်အတိုက်ခံတွေကအနိုင်ရနိုင်ကြီးရှိဆုံးကိုယ်စားလှယ်ဖြစ်တဲ့ပီတာမာဂျာရဲ့နောက်မှာတစုတစီရက်တည်နေကြပါတယ်ရုပ်ဖြောင်းပြီးတော့ဆွဲဆောင်မှုရှိတဲ့သူဟာလူမှုကွန်ရက်ကိုကြွက်ကျင်စွာအသုံးချတတ်တယ်လို့လူထုအစည်းအဝေးပွဲတွေကိုလည်းမနာမနေလှုပ်ဆောင်တတ်ပါတယ်သူဟာအာဏာရပါတီကနေပြီးတော့ခွဲထွက်လာတဲ့သူဖြစ်လို့အစိုးရရဲ့အတွင်းသတင်းတွေကိုကောင်းကောင်းဖွင့်ချနိုင်တယ်လို့မြို့ငယ်လေးတွေကနေပြီးတော့ဂျားနေမဲဆန္ဒရှင်တွေကိုလည်းဆွဲဆောင်နိုင်ပါတယ်သူဟာပြည်ကစ်စနေသူတော့မဟုတ်ပါဘူးဒါပေမဲ့သူ့ရဲ့တီဇာလို့ခေါ်တဲ့လှုပ်ရှားမှုအသက်ဟာလက်ဝဲဝါဒီတွေနဲ့လက်ရအလဲအလက်ဝါဒီတွေကိုသူတည်တဲ့ဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်အတိုက်ခံတွေကဒီမိုကရေစီဆိုတဲ့စိတ်တဆနန်ဆန်ဆန်အယူအဆတွေကိုပဲထိုင်ပြီးတော့ညှိတွားနေတာမဟုတ်ပါဘူးအဲ့ဒီအစားအာဏာရဖီဒက်စ်ပါတီကြောင့်ပဲဟန်ဂေရီလူမျိုးတွေရဲ့အိတ်ကထဲကပတ်စံတွေဘလို့ရောဘာကုန်ခန်းသွားတယ်လဲဆိုတာကိုအဓိကထောက်ပြနေတာပါလက်ရှိဟန်ဂေရီမှာအတိုးတော်တွေကအရန်မြင့်မားနေသလိုပြီးခဲ့တဲ့နှစ်ကစီးပွားရေးတိုးတက်မှုဟာ3.4%ပဲရှိခဲ့ပါတယ်အိန္ဒိယပိုလန်နိုင်ငံကတော့မှ3.6%ထိအောင်တိုးတက်ခဲ့တာနဲ့ရှင်းကြည့်မယ်ဆိုလို့ရှိရင်အရန်ကိုကွာခြားနေရပါအဲ့ဒါအပြင်ပီတာမာဂျာကအစိုးရရဲ့အဂတိလိုက်စားမှုတွေကိုလည်းပြင်းပြင်းထန်ထန်ဝေဖန်နေပါတယ်မဲဆန္ဒရှင်တွေကိုယ်တိုင်ကလည်းအော်ဘန်ရဲ့လူယုံတွေကအစိုးရတင်တာတွေကိုမယုံမသားနီးလန်းတွေနဲ့ရယူတာမျိုးတွေအခွင့်ထူးခံဥပဒေတွေကြောင့်ဘလောက်တောင်စမတန်ချမ်းသာကြွယ်ဝလာတယ်လဲဆိုတာကိုမျက်မြင်ကိုယ်တွေ့ပါပဲ
ဘလောက်တောင်ဆိုးရလာတဲ့ဆိုလို့ရှိရင်အစိုးရအတွင်းပိုင်းလူတွေကဥရောပသမဂ္ဂကပေးထားတဲ့ထောက်ပံ့ကြေးအမြောက်အများကိုပြောင်းကျကျလွဲသုံးစားလုပ်လွန်းလို့ EU ဌာနချုပ်ကနောက်ဆုံးမှာအဲ့ဒီရန်ပုံငွေတွေကိုပိတ်ပင်လိုက်ရတဲ့အထိပါပဲဟန်ဂေရီနိုင်ငံကကမ္ဘာတစ်ဝန်းကအာဏာရှင်ဆန်တဲ့လူဝင်းကြိုက်ဝါဒီတွေလိုချင်ကြတဲ့အကန့်အသတ်မရှိတဲ့အာဏာဆိုတာဟာတကယ်တော့တိုင်းပြည်ကိုတပြားတိုက်ဖို့နီလန်းတစ်ခုပဲဖြစ်တယ်ဆိုတာကိုပြဋ္ဌာန်းစာအုပ်ထဲကအတိုင်းပြသနေပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းအဲ့ဒါလိုခိုးယူဝါမျိုးမှုတွေဟာနောက်ဆုံးမှာတော့မဲဆန္ဒရှင်တွေကိုစိတ်ကုံသွားစေပြီးတော့ပြန်လေတွန်းလှန်လာစေရဆိုတာကိုပါတက်တည်ပြနေတာပဲဖြစ်ပါတယ်နောက်တစ်ဆက်ဝတ်တော့ကောင်းတဲ့အချက်ကတော့ Donald Trump ရဲ့ထောက်ခံမှုပါ Trump ရဲ့လူယုံဖြစ်တဲ့ American ဒုသမ္မတ JD Vance ဟာရွေးကောက်ပွဲမတိုင်ခင်လေးမှာပဲဟန်ဂေရီကိုလာရောက်ခဲ့ပါသေးတယ်ဒါပေမဲ့ဒီထောက်ခံမှုတွေကအော်ဘန်အတွက်တကယ်ပဲအထောက်အကူဖြစ်ပါမလားဆိုတာတန်တရားရှိကြပါ။ဘာကြောင့်လဲဆိုတော့ခုနောက်ပိုင်းမှာကမ္ဘာနာမည်ကြီးဆုံးလက်ရရည်လူရင်းကြိုက်ဝါဒီတွေဟာစစ်ပွဲတွေလောင်စာဆီဈေးကြီးမြင့်မှုတွေအဂတိလိုက်စားမှုတွေနဲ့ပို့ပြီးတော့ဆက်နွယ်လာနေလို့ပါပဲ။အရင်တုန်းကဩစတြေးလျနဲ့ကနေဒါနိုင်ငံတွေမှာလည်းသူတို့ရဲ့ရွေးကောက်ပွဲအတွင်းဝင်ရောက်ဆွတ်ဖက်မှုတွေဟာသူတို့မကြိုက်တဲ့ကိုယ်တည်းတွေကိုမရည်ရွယ်ပဲအနိုင်ရအောင်ကူညီပေးတယ်လို့ဖြစ်ခဲ့မှုပါတယ်။ဒီနှစ်မှာလူရင်းကြိုက်ဝါဒီကြီးဒီကြောင်ကြီးပြန်ကျသွားမလားဆိုတာကိုတော့စောင့်ကြည့်ရအောင်ပါ။ဒါပေမဲ့ပြည်တင်က Nigel Farage ရဲ့ Reform UK Party နဲ့ Germany က AFD Party တို့တော်မှာ Trump ထောက်ခံတဲ့အုပ်စုနဲ့ပတ်သက်နေရတာကိုအတော်လေးအနေအခက်လာကြပါတယ်။ဒါဟာအလဲလက်ဝါဒီတွေအတွက်တော့အခွင့်ကောင်းယူရမယ့်အခြေအနေတစ်ခုပါပဲ။အခုဆိုလို့ရှိရင်ဟန်ဂေရီရဲ့အနာဂတ်ကအဆုံးဖြတ်ပေးရမယ့်အခြေအနေကိုရောက်နေပါပြီ။တကယ်လို့အတိုက်ခံတွေသာမဲအပြတ်တက်နေနိုင်သွားမယ်ဆိုရင်အော်ဘန်အနေနဲ့ရလက်ကိုညှင်းပယ်ဖို့ဒါမှမဟုတ်ဖြစ်စည်းဖို့ပို့ပြီးတော့ခတ်သွားပါလိမ့်မယ်။ဒါပေမဲ့သူရာထူးကဆင်ပေးလိုက်ရရင်တော့ပြဿနာတွေကပြီးတော့မှမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့သူကတက္ကသိုလ်တွေနဲ့မီဒီယာတွေကိုထိန်းချုပ်ထားတဲ့ foundation တွေလိုမျိုးအဖွဲ့အစည်းတွေကိုသူ့ရဲ့လူယုံနေနဲ့ပဲဆက်ပြီးတော့လက်ပတ်နိုင်အောင်စနစ်တကျခိုင်မာအောင်လုပ်ထားခဲ့လို့ပါပဲ။အဲ့ဒါကြောင့်အစိုးရတက်လာခဲ့မယ်ဆိုရင်တော့မှပဲအော်ဘန်ရဲ့နေရာအနှံ့ဖြန့်ကျက်ထားတဲ့အမြင့်တွေကိုဆွဲနှုတ်ပစ်ဖို့တော်လေးရုန်းကန်ရပါလိမ့်မယ်။အခုလက်ရှိပိုလန်နိုင်ငံမှာလည်းအလဲလက်ဝါဒီအစိုးရအသစ်ကဒီလိုပြဿနာမျိုးကိုပဲဖြေရှင်းနေရတာမလို့တင်ကန်းစာယူစရာတွေရှိနေပါတယ်။ဘာဖြစ်ဖြစ်ဟန်ဂေရီအတွက်တော့အရေးကြီးဆုံးနဲ့ပထမဆုံးခြေလှမ်းကတော့တစ်ခုတည်းပါပဲ။ဒါကတော့ဗစ်တာအော်ဘန်ကိုအနိုင်ယူဖို့ပါပဲ။အနည်းချောမယ်ဆိုလို့ရှိရင်တော့ဟန်ဂေရီနိုင်ငံရဲ့အခြေအနေကဒီမိုကရေစီကိုတန်ဖိုးထားတဲ့ပြည်နိုင်ငံအတွက်မဆိုသတိပေးခေါင်းလောင်းတဲ့တစ်ခုပါပဲ။ရွေးကောက်ခံခေါင်းဆောင်တွေကဥပဒေကြောင်းအရအကွက်ကြကြနဲ့အာဏာရှင်စနစ်ကိုဘယ်လိုတိစောက်သွားနိုင်တယ်လဲဆိုတာကိုကျွန်တော်တို့တွေ့ကြရပြီးပါပြီ။ဒါပေမဲ့တစ်ဖက်မှာလည်းတိုက်ခန်းတွေရဲ့စီးလုံးမှုနဲ့ပြည်သူတွေရဲ့စီးပွားရေးကြက်တဲမှုတွေပေါ်တုံ့ပြန်မှုတွေကအပြောင်းလဲတစ်ခုကိုဖော်ဆောင်နိုင်မလားဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းနေပါတယ်။နာမည်ဧပြီလ12ရက်နေ့ရွေးကောက်ပွဲရလဒ်ဟာဟန်ဂေရီအတွက်တင်မကဘဲနဲ့ဥရောပနဲ့ကမ္ဘာနိုင်ငံရဲ့အခင်းအကျင်းအပေါ်မှာပါရိုက်ခတ်မှုတွေရှိလာအောင်ပါပါ။ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးတဲ့သူတွေကိုလည်းကျေးဇူးပါ။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။